မင်္ဂလာပါဗျာဒါတော့မနေ့ကညတော့နေသွားပြီနော်မနေ့ကညတော့နေသွားပြီမနေ့ကညတော့နေသွားပြီမိုးလိုက်တော့ရေကအပြင်မှာတအားများတယ်နော်ရေကအပြင်မှာတအားများတယ်ရေများတဲ့အတွက်ကိုရေကခါလိုက်တော့ကျွန်တော်တို့ငါးကဒီနေရာလောက်မှာကောက်ကြတာဗောနော်အခုကနောက်ကိုတော့ရောက်နေနောက်ကိုရောက်နေအခုကျွန်တော်ဒီမှာမတက်ရက်နေတဲ့နေရာတိကျရေကတော်တော်ရောက်နေဗောနော်ဆိုတော့ထားပါတော့နော်ဟိုဟာဒီကောင်နေလဲတော်တော်ကြတယ်နော်ဒီကောင်နေလဲတော်တော်ကြတယ်လားပြောတာဘယ်နှကောင်လဲဒီမှာတစ်ကောင်သုံးကောင်နဲ့ဟာနော်ဟိုအကောင်ကြီးတာကိုပြောတာဗောနော်အကောင်ကြီးတာတော့အကောင်ကြီးတွေရှည်တွေပေါ့ဗျာညရောက်ကြော်စားကျွန်တော်ကတော့ကြော်လဲမစားဘူးကြိုက်လည်းမကြိုက်ဘူးနော်ဒီမှာတော့ငမွေတို့ကချက်ပပဒီတစ်ကောင်ပဲရှိတာဗောနော်ဒါငမွေတို့ရဟိုတိတ်အကြီးတွေလည်းမဟုတ်ပါဘူးနော်ဟိုပဇွန်လေးတွေကလည်းပြောရလို့ရှိရင်ဥလေးတွေနဲ့ဗောနော်ပြန်မလွတ်ခိုင်းနဲ့မလွတ်ဘူးငါအာယုံမနှောင်းနဲ့ပြန်မလွတ်ခိုင်းနဲ့မလွတ်ဘူးဒီမှာငါနောက်ငါတစ်မျိုးကျွန်တော်ဘက်မှာတော့တချို့ကငကြည်လို့ခေါ်ကြတယ်ငါကကြည်လေးမလို့ငကြည်လို့ခေါ်တယ်ကျွန်တော်တို့မှကျတော့ဒီကောင်ငချွဲပတ်လို့ခေါ်တယ်ကင်လို့ရှိရင်ချွဲပတ်နဲ့ကင်လို့ရှိရင်ချွဲပတ်နဲ့ဒါကြောင့်ဒီကောင်ငချွဲပတ်လို့ခေါ်ကြတယ်ကျွန်တော်တို့ဘက်မှာတော့ဘဲစာကျက်စာဘဲစာသုံးတယ်ဗောနော်ပြီးတော့နောက်တစ်ခုကပါလဲဆိုဒီငရမ်းပေါက်လေးဒီငရမ်းပေါက်လေးရတာကျွန်တော်ကန်ထဲပြန်လွှတ်မှာနော်ကန်ထဲပြန်လွှတ်မယ်ပြီးတော့နောက်တစ်ခုကပါလဲဆိုငပြင်းမဒီငပြင်းမအပေါက်တွေကျွန်တော်ဒီငါးလေးတော့ကန်ထဲပြန်လွှတ်မှာဗောနော်ဆိုတော့ကနန်းကလည်းမတလုံးခုနကအသေးလေးတစ်လုံးနဲ့ကနန်းလည်းသေးသွားတယ်ဗောနော်ကနန်းအလုံးကြီးရတော့မကြတော့ဘူးဒါတော့ဒီညချိန်လေးမြင်ကြတဲ့အတိုင်းပါပဲကျွန်တော်ဟိုဘက်အလုံးတွေကတော့ရိုက်မပြတော့ဘူးဘာဖြစ်လို့လဲဆိုရင်ကျွန်တော်နည်းနည်းဟိုဟာဖြစ်လို့ဗျာဟိုဆင်းရတက်ကလည်းဒုက္ခရောက်လို့အားကြောင့်ကျွန်တော်ဟိုဘက်အလုံးတွေရိုက်မပြတော့ဘူးနော်ဘဇုံမကြတာကွာစဉ်းစားလို့မရဘူးဘဇုံမကြဘူးနောက်ရည်တွေဆိုလို့ရှိရင်တော့ငစရိုင်းရနော်လော့တယ်ဒီမှာငစရိုင်းပေါက်လေးတော့ပါလာတယ်နော်ငစရိုင်းပေါက်လေးတော့ပါလာတယ်ဒီကနန်းကလက်ညှက်ပဲချိုးလိုက်တော့โอเคဒါအမဒီကနန်းဆိုတော့စူမှာပြသေးလားဒီကနန်းတကယ်စူမယ်ကနန်းအမကနန်းစူတဲ့ကနန်းနဲ့မစူတဲ့ကနန်းတွေကအတိတာကြီးပြသေးလားဘာဖြစ်လို့လဲဆိုလို့ရှိရင်ဒီမှာအခွန်ကြီးလိုက်လို့ရှိရင်စူတဲ့ကနန်းအခွန်ကြီးရတာမဟုတ်ဘိုက်ကိုကြီးလိုက်လို့ရှိရင်ဘိုက်မှာရင်းတာနော်ဒါကျွန်တော်ဖုံးမီအောင်တယ်မလို့ကျွန်တော်နှိမ့်ဘက်ရိုက်ပြချင်တာနှိမ့်ဘက်ကြောက်လည်းမကြဘူးဗျအဲ့ကြောင့်မို့ဒီမှာဒီတိုင်းကြီးလိုက်လို့ရှိရင်ဘိုက်မှာရင်းနေနော်အပြင်မှာဆိုတော့ရဲနေအောင်ဗျာဒါဖုံးထဲမှာမလို့မီးအောင်နဲ့ဟန့်နေတော့ဖွေးနေတယ်လို့ဖြစ်နော်အဲ့လိုဒီလိုကနန်းမျိုးဆိုတော့ဒါစူတယ်ဒီအမအထက်မှာဥရှိကနန်းအသေးရလေဒီမှာ၄-၅လုံးတော့ပါတယ်တော်တော်တိလေးတွေရောတိလေးတွေလည်းပါတယ်ဟုတ်ဗျာနော်ဒီကောင်လေးလဲဒါဒီကောင်ကြောင့်အထီးနော်ဒီကောင်ကြောင့်အထီးဒီမှာငရှင်းနော်ဒါတော့ငရှင်းဟာမြင်နေဒီကောင်ငရှင်းပါနော်ဒီကောင်တော့ငရှင်းပါဗျာပြောရရင်ဒါဒီငရှင်းကသေးတယ်ပြောရမှာနော်ပြီးတော့အခုမှကြားတဲ့ကောင်အခုမှလေတွေကထွက်တဲ့ကောင်နေမလို့ဝိတ်မလေးဟာဒါဒီငရှင်းကတော့သေးတယ်နော်ဆိုတော့သွားအလိုမရှိဘူးငရှင်းကပြီးတော့ဒီမှာငလီကိုက်တွေလည်းကြားတယ်ငလီကိုက်တွေလည်းများတယ်နော်ပြီးတော့ဒါကတော့ထုံးစံတိုင်းကျွန်တော်ဘက်ခေါ်ကျွန်တော်ဘက်အခေါ်တယ်ဒါဟိုပါအများသိပါတယ်ဒါငပြင်းဆက်လက်လို့ခေါ်ကြတော့ငပြင်းဆက်လက်ဘာမှသုံးစားမရငပြင်းဆက်လက်ပေါ့ဗျာပြီးတော့မကတ်တာလေးရလေဒါနဲတယ်ကတ်တာ၄-၅ကောင်ပဲကြာတယ်ပြီးတော့နောက်တစ်ကောင်ကဒီကောင်ကကျွန်တော်ဘက်မှာငကြားမလို့ခေါ်တဲ့ကောင်ပေါ့နော်ဒီကောင်ငကြားမလို့ခေါ်တယ်ဒီကောင်ကစားလို့ရှိရင်နည်းနည်းနိုးနံလေးတော့နည်းနည်းလေးနံနိုးကြိုက်တဲ့လူတွေဆိုတော့ကြိုက်မှာပါနော်နိုးကြိုက်တဲ့လူတွေဆိုတော့ကြိုက်မှာပါနော်နွားနို့တို့ဘာတို့ညာတို့ပြောတာဒီကောင်တော့လှအရှင်ဆုံးတော့တကယ်လှနော်ဆိုတော့ဒါတွေကတော့ဒီကောင်တွေကငထောင်သင်းတွေပေါ့ဗျာငထောင်သင်းတွေဒီကောင်တွေကအုပ်လိုက်ဒါအုပ်ကချက်ဆိုင်ဆိုရင်လည်းကောင်းတယ်ငထောင်သင်းလေးနော်ဒီကောင်တွေကြောင့်လည်းမဲသေးပြီးတော့ဒါကန်ထဲကထွက်တဲ့ငါးပေါ့နော်ကန်ထွက်ငါးတွေကန်ထဲမှာပဲရှိရဒီကောင်တွေချောင်းထဲမှာမရှိဘူးဒါကန်ထဲနေပြန်ပြီးတော့ရေရှံပြီးတော့ထွက်တဲ့ငါးတွေပေါ့နော်ဆိုတော့
ကဲဒီလောက်ပဲကျွန်တော်ဒါလေးဆက်ပြီးတော့ကောက်လိုက်အောင်မယ်နော်ဒါကောက်တာအချိန်ကတော်တော်ကြာတယ်ဗျာဟာတော့မှာအောက်မှာလည်းဗျာတိလားဟိုနင်းတာနင်းနေရကျွန်တော်ရေကဟိုကမဖြစ်တော့ကြောက်တယ်ဗျာဘာဖြစ်လို့လဲဆိုတော့တော်တန်ရုံမွေဝင်လို့ရှိရင်တော့မှအောက်ထဲမှာမမြင်ရဘူးရေကလည်းများတယ်အဲ့အကြောင်းမို့နော်ဆိုတော့ဒါလေးကျွန်တော်ကောက်လိုက်ပါအောင်မယ်ကုံအောင်ဒါနောက်ရက်ကျရင်တကယ်လို့ကြားတဲ့ရက်တွေကိုဒါကျွန်တော်ပြန်ပြီးတော့ထပ်တင်ပေးပါမယ်ဆိုတော့အားလုံးပဲတိုက်ကြီးပါကျေးဇူးအများကြီးတင်ပါတယ်เนาะကျွန်တော် like ပေးတဲ့လူပဲဖြစ်ဖြစ် like မပေးတဲ့လူပဲဖြစ်ဖြစ်ကျေးဇူးအများကြီးတင်ပါတယ်အဓိက like ပေးမှမဟုတ်ပါဘူးကျွန်တော်ဘဝတုဒ္ဒအနေနဲ့ပဲတင်ပေးတာပါเนาะဆိုတော့အားလုံးပဲကျေးဇူးပါ